အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကြာသာပတိရာဇဘွားတွေပြောချင်တာပါအရင်ကျွန်တော်တနင်္လာတိုက်ဘွားတွေပြောပြီးသွားပြီကြာသာပတိရာဇဘွားပြောဖို့ကြံသေးတယ်အစံလိုက်ပြန်ပြောပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ကြာသာပတိရာဇဘွားတွေကိုကျွန်တော်တို့ကတော့အမှန်တိုင်းပြောရင်ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့တနင်္ဂနွေပိုင်းနဲ့အိမ်မှာနေတာဖြစ်တဲ့အတွက်မိတ်အိမ်မှာနေတာဗျာအဲ့တော့မိတ်ကအရန်ရေးကြီးတယ်တင်းကိုတွေနဲ့ကြာသာပတိကမိတ်အိမ်ဖြစ်တယ်ဒါကြောင့်ပဲသူကမိတ်အိမ်ပေါ်မှာနေနေတဲ့ကြာသာပတိကဘယ်ဟာဒီမှာကောင်းကျိုးပြုလဲဆိုတော့အလောက်ကန်နေနဲ့ပတ်သက်တဲ့ကိစ္စတွေစီးပွားရေးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမိအနေနဲ့ဖောက်တယ်တွေရှာပြီးတော့မှလောက်ရတဲ့လုပ်ငန်းမှန်သမျှအားကောင်းတယ်ဒါကြောင့်ပဲဒီလိုစာသားရှင်တွေကိုကျွန်တော်တို့online shop နဲ့ငငယ်ရွယ်နဲ့အများကြီးအောင်မြင်နေတဲ့လူတွေတွေ့ဘူးလိမ့်မယ်အသက်လေးကြီးတော့20ပဲရှိသေးတယ်အသက်လေးရှိတော့အစိတ်ပဲရှိသေးတယ်online ကနေဈေးရောက်နေတာတိန့်ထောင်ချီရှာနိုင်တယ်တို့အဲ့လိုလူမျိုးတွေကကြာသာပတိရာဇဘွားတွေမှာအများဆုံးတွေ့ရတယ်နော်သူကမိတ်အားကောင်းတာဖြစ်တဲ့အတွက်မြေပြင်မှာရှိတဲ့အနီးနားမိတ်ကောonline မှာရှိတဲ့လေတဲကမိတ်ကောအဲ့လိုမိတ်တွေကိုဆွဲခေါ်နိုင်တဲ့လူမျိုးတွေဖြစ်တယ်။ဒါကြောင့်ပဲလူတော်များများ12တန်းထိကိုအားစိုက်ပြီးအခြားအလုပ်တွေမလုပ်ကြဘူး19နှစ်16နှစ်ဒီဝင်းကျင်ထိကိုကျွန်တော်ကျောင်းပညာလွယ်လို့ကျန်တာမလုပ်ကြဘူး။ဒါပေမဲ့အဲ့ဒီ19နှစ်နဲ့10ရောက်သွားရင်ကျွန်တော်တို့ကဒါတက္ကသိုလ်တက်နေတက္ကသိုလ်စောင့်နေကျောင်းတစ်ဖက်အလုပ်တစ်ဖက်လုပ်ကြတဲ့လူတွေရှိတယ်။အဲ့လိုမျိုးလို့ဆိုရင်ဒီလူတွေကငငယ်ရွယ်မှာစီးပွားရေးကိုတေးသေးလေးပဲဖြစ်ဖြစ်စလုပ်ကြည့်စေချင်တယ်ကျွန်တော်တို့ကလေပညာတစ်ဖက်နဲ့ဘာလို့မိတ်အားကောင်းတာဖြစ်တဲ့အတွက်အောင်မြင်မှုကလည်းငငယ်ရွယ်မှာတည်းကအဆင်ပြေနေတာဖြစ်တဲ့အတွက်ဈေးရောင်းတာမျိုးကိုကျွန်တော်ပို့ဦးစားပေးတယ်ကိုဘာရောင်းတတ်လဲပေါ့တခုခုကိုရောင်းကြည့်ပါခဏအောင်မြင်တတ်တယ်ဂျာသာပရိဂျာသာဘွားမှန်သမျှနော်မိတ်ကိုဘယ်လိုခေါ်မလဲဆိုတာသိတယ်မိတ်ရနိုင်တဲ့ကံထောက်ပတ်လည်းရှိတယ်ဒါကြောင့် online မှာစီးပွားရှာတာမျိုးတွေမြေပြင်မှာဆိုင်တစ်ခုထောက်ဖွင့်တာမျိုးတွေမိတ်ရအောင်လုပ်တာမျိုးတွေဒီကတော့ digital marketing ခေတ်ဆို digital ပေါ်မှာကျွန်တော် marketing တေချာလုပ်နိုင်တယ်ဆိုရင်တော့အဆင်ပြေနေတဲ့စာတာတွေလို့ကျွန်တော်မြင်တယ်နောက်ပြီးဂျာသာပရိဂျာသာဘွားတွေရဲ့ထူးခြားတဲ့အချက်ကဘယ်လိုဟာမျိုးတွေလဲဆိုတော့သူများနဲ့မတူတဲ့အချက်ပေါ့နော်ထူးခြားတဲ့အချက်တနင်္လာဂျုံနဲ့ကပတ်ခမိတာတင်းလာဂျိုနေကပတ်ခမိတာဖြစ်တယ်သူတို့ရဲ့ဘောကခီးလန်းတခါကျရင်တဖြောက်တည်းမဖြစ်ဘူးတနင်္လာဆိုတာရေနဲ့တူတယ်ရေနဲ့တူတယ်ဒါကြောင့်ရေဆိုတာမျိုးကကျွန်တော်နားလည်အောင်ပြောရရင်မြစ်ချောင်း AI တွေကြည့်ဖြောက်ဖြောက်တန်းတန်းဆိုတာရှားတယ်မြစ်ဟူသမျှကောက်ကွေးကြီးဆိုတာကျွန်တော်တို့ဟိုရန်စကားပုံရှိတာဟုတ်မြစ်ဟူသမျှကောက်ကွေးမြစ်တော်များများကသူကဟိုဘက်ကကဘာပြိုလိုက်ဟိုဘက်မှာတောင်ထွန်းလိုက်နဲ့မြစ်ကဘယ်တော့မှတဲ့မရှိဘူးဒါကြောင့်ပဲကြာသာပရိဂျာသာဘွားတွေရဲ့ဘဝတွေကတခါကျရင်အချိုးအကွေ့များကြတယ်အချို့ဆိုရင်ငငယ်တော့နေတဲ့အိမ်ကတစ်မျိုးအရွယ်ရောက်လာတော့မိဘပြောင်းလို့အိမ်ကတစ်မျိုးကိုလက်ထက်ကြတော့ကိုနေရတဲ့နေရာကတစ်မျိုးမိဘလက်ထက်ကလှုပ်လာတဲ့စီးပွားရေးကတစ်မျိုးကိုလက်ထက်မှာကြတော့မိဘတစ်ခါမှမလှုပ်ဘူးတဲ့စီးပွားရေးတွေနဲ့ထလှုပ်ပြီးတော့အောင်မြင်အဲ့လိုမျိုးတွေသူများကြီးလိုတတ်မှတ်တယ်မဟုတ်ဘဲနဲ့ပုံစံတွေအများနဲ့ချင်းသွားတတ်တဲ့လူမျိုးတွေအဖြစ်ကျွန်တော်တို့ကြာသာပတိရာဇဘွားတွေကိုတွေ့ရလေရှိတယ်ဆိုးသွားတာမဟုတ်ဘူးနော်ဆိုးသွားတယ်လို့ကျွန်တော်ပြောတာမဟုတ်အဲ့လိုဘဝပုံစံတွေကဖြစ်တည်တဲ့အနေထားအောင်မူပြီးပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်3ပါးမှာပုံစံတွေမတူဘဲနဲ့ဖြစ်နေတတ်တဲ့ဇာတာလို့ပြောတာတနင်္လာနဲ့ပတ်ခမိတဲ့အတွက်တော့အဲ့ဒီပုံစံမျိုးဖြစ်နေတာတနင်္လာနဲ့ပတ်ခမိတဲ့အတွက်ကျွန်တော်တို့ကောင်းကျိုးတွေရောမရှိဘူးလားဆိုတော့ကောင်းကျိုးတွေတော့ရှိတယ်အဲ့ဒီကောင်းကျိုးကဘာလဲဆိုတော့အချို့နေရာတွေမှာမိမိတို့အနေနဲ့ဘလို့ဝင်ဆက်အောင်နေရမလဲဆိုတဲ့အပိုင်းမှာတော့တယ်ဘလို့ဝင်ဆက်အောင်နေရပါဒါမဲ့အဲ့ဒါကို तू လှုပ်ချင်မှလည်းလှုပ်လိမ့်မယ်ထားပါတော့ဒီနေရာမှာငါဘယ်သူနဲ့ပေါင်းရင်ဘလို့အဆင်ပြေတယ်ဆိုတာ तू သိတယ်ဒီလူကဘလို့ကြိုက်တယ်ငါဘလို့အထာနဲ့ဝင်ပြောလိုက်ရင်ငါ့ကိုသဘောကျသွားမယ်သိတယ်အဲ့လိုဟာမျိုးတွေမှာပါနဲ့လိမ်မာမှုရှိတယ်လို့ပြောတာဒါပေမဲ့ကိုတိုင်းကသူများစီမှာအောက်ကျုပ်ခံညီမခင်မယ်သူများပြောတဲ့အတိုင်းလှုပ်ချင်မှလုပ်မယ်သူများနဲ့တကယ်ကိုဘယ်လိုမှ follow လိုက်ပြီးလှုပ်ချင်မှလုပ်မယ်ဒါပေမဲ့ဘယ်လို follow လိုက်ရင်ဘယ်လိုဖြစ်မယ်ဆိုတဲ့ဟာမှာသူများတွေတက်ပို့ပြီးအကင်းပါကြတဲ့သူတွေအဖြစ်တွေ့ရတယ်အဲ့ဒါလေးကလည်းသူတို့ရဲ့တော်တဲ့အချက်ပဲနော်ဘလို့စကားဘလို့ပြောလိုက်ရင်ဘလို့အကြိုက်ကဒီလိုပုံစံရှိတယ်ငါဒီလိုပြောလိုက်မယ်ဟိုလူကဘလို့ပြောရင်ဘလို့ကြိုက်တယ်အဲ့အထာသူများထပ်ပို့ပြီးပါနေတဲ့လူတွေမှာပါတယ်ဒါပေမဲ့ထုတ်မသုံးကြတာများတယ်နောက်ထပ်အားကောင်းတဲ့အချက်ကတောက်ကြလေဗျာတောက်ကြရာသမှာနေနေတာဟုတ်တောက်ကြရာသမှာနေတာဖြစ်တယ်သူတို့တို့ဒါကလည်းအားကောင်းတဲ့အချက်ပဲဘာဖြစ်လို့လဲဆိုတော့တောက်ကြအထုံးကြိုလည်းဖြစ်တယ်ဂျာသာပတိပိုင်တဲ့အိမ်ပေါ်မှာနေနေတာဆိုတော့သူတို့ရဲ့အိမ်ရှင်ကလည်းဂျာသာပတိရှိနေတယ်ဆိုတော့သူနဲ့ကတဟဇာတာဖြစ်နေပြီးသားဒါဆိုတောက်ကြကြအားကောင်းတာဖြစ်တဲ့အတွက်ဒီဇာတာရှင်ကသူများတွေနဲ့မတူတဲ့အချက်ကဘာလဲဆိုတော့အောင်မြင်မှုတွေစီးစိမ်ခံလို့မှုတွေကိုသူများတွေထပ်ပိုကြိုက်တယ်ဒါကြောင့်ပဲအောင်မြင်မှုစာလောင်တဲ့လူမျိုးတွေစီးစိမ်ခံလို့စိတ်မြင့်မာတဲ့လူမျိုးတွေတခုခုကိုလိုချင်တက်မှတ်လာပြီဆိုရင်ရအောင်လိုချင်တဲ့စိတ်ရှိတဲ့လူမျိုးတွေအဖြစ်ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ပဲကျွန်တော်တို့ဖြစ်ချင်တာတွေလိုချင်တာတွေကိုကတော့အခြားလူတွေကမဖန်ပြီးနေနိုင်ဘူးဆိုရင်သူတို့ကိုယ်တိုင်ကဖန်ပြီးကြည့်ကြတယ်
သူတို့ကိုယ်တိုင်ကငါမဖြစ်ဖြစ်အောင်လုပ်မယ်ငါရအောင်လုပ်မယ်ငါအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးရှိကြတယ်အဲ့ဒီတောက်ကြကြိုးကပဲသူတို့ဘောတွန်းအားရတစ်ခုဖြတ်သွားတယ်တောက်ကြကြိုးအားကောင်းတဲ့လူတွေမှာဘာအားကောင်းတာရှိလဲဆိုတော့သူများတက်မတူတဲ့အချက်ကဂျာတာပရိယာသဘွားတော်တော်များများကစီးစနစ်ကြီးတယ်စီးစနစ်ကြီးတယ်ဆိုတာဘာလို့ပြောရလဲဆိုတော့စီးကန်းတွေဘောင်တွေကလနာတွေနဲ့အဲ့ဒီဘောင်တွေကလနာတွေအတွင်းမှာပဲလှုပ်တယ်ဘောင်ကျော်ပြီးလှုပ်တာမျိုးတွေနော်စီးမက်ကမ်းမဲ့လှုပ်တာမျိုးတွေတခုခုအရန်ကာရောရှောက်လို့ပြစ်တာမျိုးတွေဒီလိုစားတာတွေမှာအရန်ရှားတယ်မရှိဘူးမပြောဘူးရှိတယ်ထားပါတော့10ယောက်မှ2ယောက်တော့ရှိမယ်5-6ယောက်ကစီးတွေဘောင်တွေနဲ့ပဲနေကြတဲ့လူတွေဖြစ်တဲ့အတွက်တော်ယုံမှာအလွန်ရောကြုံရောဖြစ်သွားတယ်ဟေ့ဟာလွန်ရောကြုံရောအမှားလုံးမိတယ်ဟေ့လွန်ရောကြုံရောတခုခုလွဲချော်သွားတယ်ဟေ့ဆိုတာမျိုးကဒီလိုစားတာတွေမှာရှားတယ်ဒါပေမဲ့သတိထားမှာဗာလဲဆိုတော့ဒီစားတာရှင်တွေကအင်္ဂါကြိုအားနေတယ်အင်္ဂါကြိုအားနေတာဆိုတော့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်ဒါခင်မွန်းကြိုပေါ့ခင်မွန်းကြိုအားနေတယ်ယောက်ျားလေးတွေနဲ့ပတ်သက်ပြီးကြည့်တယ်ဆိုရင်တော့ခင်မွန်းဇနီးကြိုအားနေတာမျိုးမဟုတ်ဘူးဒါကြောင့်ပဲဂျာတာပရိယာစဘွားမှန်တယ်ဆိုရင်သူတို့ပြမိန်းကလေးတွေမှာအိမ်အောင်ရေးပုံမှုသတိထားရတယ်အိမ်အောင်ရေးကံမကောင်းတာမျိုးတွေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြဖြစ်ရတာမျိုးတွေအိမ်တော်ဘက်နဲ့သဘောထားမတိုက်ဆိုင်တာမျိုးတွေအိမ်တော်ဘက်နဲ့ကိုယ်နဲ့ကဗရာတလန်တန်တလန်ဖြစ်နေတာမျိုးတွေအများကြီးတွေ့ရတယ်အဲ့ဒါဂျာတာပရိယာစဘွားမိန်းကလေးတွေမှာပိုအဖြစ်များတယ်ဂျာတာပရိယာစဘွားယောက်ျားလေးတွေအဲ့လောက်မဖြစ်ဘူးအိမ်အောင်ရေးအဲ့လောက်မညံ့ဘူးဒါပေမဲ့မိန်းကလေးတွေမှာအဖြစ်များတာဖြစ်တယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကတော့မိထားလို့မရဘူးအောင်မြင်တာတော့အောင်မြင်တာပဲအဆင်ပြေတာတော့အဆင်ပြေပြီအိမ်အောင်ရေးဒုက္ခတော့ရှိချင်မှရှိလိမ့်မယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးစိတ်ပူပန်စရာများရင်များနေလိမ့်မယ်အိမ်အောင်ရေးကြောက်ပဲကျွန်တော်တို့အချို့နေရာတွေမှာဘဝရဲ့ပျော်စရာတွေကိုအိမ်အောင်ရေးရပဲဒုက္ခတွေအဖြစ်ပြန်ပြီးတော့ယူသွားတာမျိုးတွေကြုံရတယ်ဒါကြောင့်အိမ်အောင်ရေးကိုတော့ကျွန်တော်တို့ကစီစစ်ပြီးမှယူစေခြင်းနဲ့စောစီးအိမ်အောင်ပြုလေအိမ်အောင်ရေးကံမကောင်းလေပဲလို့ကျွန်တော်တို့ကမြင်တယ်ပေါ့နော်ဒါကြောင့်ပဲငယ်ရွယ်စဉ်တွေမှာအိမ်အောင်ပြုတာတွေအိမ်အောင်ပြုစောတာတွေ19-20နဲ့အိမ်အောင်ပြုတာမျိုးတွေတော့အာမပေးဘူးပြန်ကွဲသွားကြတာဂျာတာပရိယာသဘွားတွေမှာအများကြီးတွေ့ရတယ်အဲ့ဒါလေးတစ်ချက်ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးဂျာတာပရိသားသမီးတွေအတွက်ကျွန်တော်တို့ကအမြင့်ချိုကရှိတယ်ဘယ်နေရာမှာရှိလဲဆိုတော့အမြင့်ချိုကအဓိပတိမှာရှိတယ်အဲ့တော့အဓိပတိမှာရှိတဲ့အတွက်သူတို့အခြားသူတွေနဲ့ပုံမခိုင်မာမှုအပိုင်းမှာအားကောင်းတယ်ဘယ်လိုခိုင်မာမှုမှာအားကောင်းလဲဆိုတော့စီးစိမ်ဥစ္စာတို့ပစ္စည်းတို့ရရရှိတဲ့ဟာတွေတို့နော်အမွေအနှစ်တို့ဒါတွေနဲ့ပတ်သက်ရင်သူများတွေထက်အားကောင်းကြတာများတယ်ဒါကြောင့်ပဲစီးစိမ်ချမ်းသာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရရရှိတဲ့အမွေအနှစ်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေနော်ဒါတွေမှာအားကောင်းတယ်ပြီးတော့ထီပေါက်တာတို့ငွေအစုလိုက်ပုံလိုက်ဝင်တဲ့ကန်ဆန်းမဲ့ပေါက်တာတို့ဒါတွေနဲ့ပတ်သက်တဲ့ကံတွေမှာအားကောင်းတာမျိုးဂျာတာပရိယာသဘွားတွေကိုတွေ့ရတယ်လို့အိုးအိမ်ကောင်းနေရာကောင်းနော်အလောက်ကောင်းဌာနကောင်းဒါဒီမှာလည်းရလွယ်တဲ့လူတွေအဖြစ်ကျွန်တော်တို့ဂျာတာပရိယာသဘွားတွေကိုတွေ့ရလေးရှိတယ်ဒါကတော့ဂျာတာပရိယာသဘွားတွေရဲ့ကောင်းတဲ့အချက်လို့ပဲကျွန်တော်တို့ကတော့မြင်တယ်ပေါ့နော်အဲ့ဒါလေးတွေမှာသူတို့ကအားကောင်းကြတယ်ဂျာတာပရိယာသဘွားမှန်တယ်ဆိုသူများတွေနဲ့မတူဘူးနေရာထိုင်ခင်းကောင်းရတာမျိုးအိုးကောင်းအိမ်ကောင်းရတာမျိုးအလုံးနေရာကောင်းရတာမျိုးအထိုင်ချလို့ရတဲ့စီးပွားရေးတွေမှာအောင်မြင်တာမျိုးဒီလိုမျိုးတွေမှာတွေ့ရတယ်ဒါဂျာတာပရိယာသဘွားတွေအတွက်ကျွန်တော်တို့ကောင်းတဲ့အချက်တွေဖြစ်တယ်အဲ့တော့မကောင်းတဲ့အချက်တွေကခုနကပြောတယ်အိမ်တော်ကြီးချိုးတွေမှာအားမကောင်းဘူးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးအားနေကြတယ်အချို့လူတွေမှာဆိုရင်ပညာရေးလမ်းကြောင်းမှာအမျိုးမျိုးပြောင်းလဲကြတာမျိုးတွေဖြစ်တတ်တယ်အသက်မွေးမျိုးပညာတွေ3-4မျိုးတက်ပြီးတော့ခါကြရင်ဘယ်ဟာကိုရင်းနှီးရမလဲဟုံွားတာမျိုးတွေလည်းဖြစ်တတ်တယ်ဒီလိုမျိုးတွေလည်းဘဝမှာကြုံတွေ့ရတတ်တဲ့ဖွားစားတာတွေဖြစ်တယ်ဒီဘဝအားဖြင့်ဆိုတော့ဂျာတာပရိယာသဘွားတွေကအိမ်တော်ရေးကလွဲလို့အခြားဘိုင်းမှာကံကောင်းကြတာအဆင်ပြေကြတာများတာဖြစ်တဲ့အတွက်ဂျာတာပရိယာသဘွားလေးတွေကတကယ်စူးစမ်းရင်စူးစမ်းတော့ဘဝမှာထိတ်ဆုံးရောက်နိုင်တဲ့လူတွေဖြစ်တယ်ဒါပေမဲ့နာမည်ပေးမှားတဲ့လူမျိုးတွေမှာတတိထားရတယ်ဂျာတာပရိယာသဘွားဆိုပေမဲ့တောက်ကြနဲ့အဆုံးသက်ပေးလာတော့သူတို့ဇာတာမှာလည်းအင်္ဂါကြိုးတွေမကောင်းဘူး9တန်းအမြင်တွေမကောင်းဘူးဆိုရင်အိမ်တော်ကြီးကိုပိုဆိုးသွားစေတယ်ဒါကြောင့်ဂျာတာပရိစတောက်ကြအဆုံးတွေပေးမယ်ဆိုရင်ပေးတဲ့လူမှာပေးတဲ့ဂျာတာပရိယာသဘွားတွေနော်အချို့မပေးတဲ့လူကိုတော့ပေးမိရင်အိမ်တော်ကြီးပိုဆိုးသွားစေတယ်ပြီးတော့ဂျာတာပရိစအင်္ဂါအဆုံးပိတ်ပေးတယ်ဆိုရင်အိမ်တော်ကြီးကမှလုံးရဆိုးရနိုင်တဲ့အပြင်မိမိရဲ့အထိုင်အကျမှုနေရာရမှုတွေမှာလည်းပို့ပြီးတော့ရုပ်ရောအားနေတာတွေဖြစ်တတ်တယ်ဂျာတာပရိစတင်းလာဆုံးပေးမိတယ်ဆိုတော့ပညာရေးကဏ္ဍတွေမှာအဆင်မပြေတာပညာရေးကဏ္ဍတွေမှာဆရာမတွေနဲ့အဆင်မပြေတာကျောင်းနဲ့အဆင်မပြေတာနေနာနာကျောင်းတဲ့အဝေးကျောင်းတွေမှာသွားပြီးတော့နေရတာမျိုးတွေနိုင်ငံခြားပညာတော်တွေထွက်ရတာမျိုးတွေဘေးနားမှာကိုယ့်ရဲ့နိုင်ငံသားတွေမရှိဘဲနဲ့နော်အခြားနိုင်ငံသားတွေပဲရှိတယ်နိုင်ငံခြားပညာတော်သင်တွေဝေးလံခေါင်ပြတဲ့နေရာတွေမှာပညာတော်သင်ရတာမျိုးတွေဒီလိုမျိုးတွေလည်းဖြစ်တတ်တယ်ဆိုတာဂျာတာပရိစတင်းလာဆုံးပေးထားတဲ့နာမည်ရှင်တွေမှာအဲ့ဒါတွေဖြစ်တတ်တယ်ဟိုနာမည်ပေးမှရင်တော့အချို့နေရာတွေမှာဝိဖြစ်နေမှာပဲဒါကတော့ကျွန်တော်သိတဲ့နာလေးပြောပြတာဖြစ်ပါတယ်ဂျာတာပရိယာသဘွားတွေအားလုံးအဆင်ပြေကံကောင်းကြပါစေလို့ဆုမအောင်တောင်းရပါတယ်ဗျာ